Hello ဒီနေ့ကဒါတို့မိသားစုတွေအပြင်မှာနေလေစားစားဖြစ်တယ်အထဲမှာမနေခြင်းလို့အပြင်ကားထဲမှာနေရယူထားတာလေးပေါ့နော်ဒါကမီနူပေါ့နော်ပထမအဆုံးအနေနဲ့ဇာကအပယ်ကော့တေးလေးတောက်ဖြစ်တယ်သူစီနမနဲ့လောက်ထားတာပေါ့နော်ပြီးတော့ဒါစနေခယူလေးပေါ့နော်အဲ့ဒါလေးကိုစတတာနီနဲ့စားတယ်သူကတော့ onion soup တောက်တယ်ဒီကပြင်သစ်ရဲ့တကယ် traditional ပုံစံမျိုးပေါ့နော်ဒါကကြတော့ truffle ပါတယ်ဝက်ပေါင်ကြောက် sausage ပေါ့သူကကြက်ဥနဲ့ mayonnaise နဲ့ကို starter အနေနဲ့စားတယ်ဒါက main dish အနေနဲ့သူတို့နှစ်ယောက်ကချက်ကင်တစ်ကောင်လုံးကိုနှစ်ယောက်ခွဲစားကြတယ်ပေါ့နော်ကဲဇာကတော့ကော်တီတောက်ထားတာကုန်သွားပြီဇာ main dish အနေနဲ့ကငါးနဲ့ cauliflower နဲ့လုပ်ထားတဲ့ဟာကို main dish အနေနဲ့စားတယ်သူကကြတော့အောက်သူရဲ့တထွားလို့ခေါ်တဲ့ဒီ sausage နဲ့အာလူကင်အနှစ်လေးနဲ့စားတယ်ဒါကငါအိမ်မှာတိတ်မစားပြလို့အပြင်ရောက်ငါစားဖြစ်တယ်ပေါ့နော်ကဲသူတို့ကတော့ချက်ကင်တစ်ကောင်လုံးနှစ်ယောက်ခွဲစားတယ်ပြင်သစ်မှာလေ French fry ကတော့အမြဲတမ်းပေါ်လို့ရတယ်အလကားနီးပါးပေးသလိုမျိုးအများကြီးပေးကြတယ်ပေါ့နော် Yves Le Tendre လို့ခေါ်တဲ့ floating island ပေါ့နော်သူ float ဖြစ်နေတဲ့ဟာလေးသူကကြတော့ Paris Brest လို့ခေါ်တဲ့ဒီဟာလေးကကြတော့ chocolate အနှစ်နဲ့ပေါ့နော်နက်တီဖြစ်တဲ့အရာသားလေးမမောင်ကြတော့ရေခဲမှုစားတာပေါ့နော်။ဟာလေးကတော်တော်လေးစားလို့ကောင်းတယ်အပြင်ကအဲ့လိုမျိုး cream အနှစ်လေးနဲ့ထဲက floating ဖြစ်နေတဲ့ဟာလေးပေါ့နော်။ကဲစားပြီးပြီဆိုတော့ပြန်ပါမယ်။ဆိုင်ထဲကတော့ဒီလိုပုံစံမျိုးလေးပါဝိုင်ခန်းနေလည်းရှိတယ်ပေါ့နော်။၄ယောက်ကိုကုန်ကျစရိတ်က200ယူရိုလောက်တော့ကျတယ်နည်းနည်းဈေးကြီးရပေါ့နော်။ကဲဆုံးတိကြည့်ရှိပေးတာကျေးဇူးတင်ပါတယ်တတ်တာ။